အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့အသုံးဝင်စေမဲ့ထဲစစ်ကပြောတူလေးတချို့ကိုလာပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါနော်ฉันไม่สนใจฉันไม่สนใจငါဂရုမစိုက်ဘူးตามที่เธอต้องการตามที่เธอต้องการนี่သဘောပဲนี่စိတ်တိုင်းကြပဲอย่าโกหกฉันอย่าโกหกฉันငါ့ကိုမလိမ်နဲ့ไม่มีปัญหาไม่มีปัญหาပြဿနာမရှိပါဘူးอย่ายอมแพ้อย่ายอมแพ้အရှုံးမပေးနဲ့อย่าเชื่อเขาอย่าเชื่อเขาသူ့ကိုမယုံနဲ့ลองคิดดูดีๆลองคิดดูดีๆတေချာစဉ်းစားကြည့်ပါဦးอย่าคิดมากอย่าคิดมากအတွင်းမလွန်ပါနဲ့အတွင်းမများပါနဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်บ๊ายบาย